အားလုံးပဲမင်္ဂလာပါဒါကတော့ကျွန်တော်တို့ဆိုင်မှာကျွန်တော် blog လေးပို့ရိုက်တာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ကိုဒီလက်ဖက်ရည်ပြောတဲ့ဟာတွေဒီအပားကိုရိုက်ပြတာဖြစ်ပါတယ်အဓိကကတော့ကျွန်တော်ကတော့အဖြစ်ပြလေးကျွန်တော် blog လေးရိုက်ပြတာဖြစ်ပါတယ်ကျွန်တော်တို့ဆိုင်ကတော့မြင်တဲ့အတိုင်းပဲကျွန်တော်တို့မှာဒီနေ့ကတော့ကျွန်တော်ပြည့်စုံတော့မရိုက်လိုက်ဘူးပေါ့နော်လက်ဖက်ရည်ပြောနေတာပေါ့နော်ဆိုလို့ရှိရင်တေးပေါ့နော်မလေးလို့ဆိုလို့ရှိရင်တော့အင်္ဂလိပ်လိုလည်းတေးလို့ခေါ်ပါတယ်မလေးလည်းတေးလို့ခေါ်ကြတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်က copy ဖြောတာတေချာမရိုက်လိုက်ရဘူးအဲ့ copy ရတယ်တိတ်မလာဘူးဆိုဆိုင်မှာဆိုတော့လာမှပဲကုန်မှပဲလောက်ရတာဆိုတော့လေတိတ်ပြီးတော့ဖြောတဲ့ပုံစံမျိုးတွေလိုက်မရိုက်လိုက်ရဘူးဒီလိုဆိုလို့ရှိရင်ဒီဖြောတာဆိုရင်ဒီထက်တော့မှများတယ်ပေါ့နော်ဒါတော့လက်ဖက်ရဖြောနေတာပေါ့နော်လက်ဖက်ရဆက်တာလေးကိုကျွန်တော်ပြချင်တာတစ်ခါတော့အဲ့ဒီဆက်တဲ့နေးလေးတွေပြချင်နောက်ပြီးမှပဲကျွန်တော်ပြတော့မှာပေါ့နော်အဲ့ဒီလက်ဖက်ရဖြောလို့ရှိရင်ကျွန်တော်တို့ကမလေးရှားမှာကြားလို့ရှိရင်မြန်မာနိုင်ငံလိုမျိုးမဟုတ်ဘူးလေအဲ့လိုမျိုးဖူးကြီးနဲ့ဆွဲရတာမြန်မာနိုင်ငံမှာကွက်တိတိလေးလုံးလိုက်ပြီးပြီဒါတော့ copy တို့တေးတို့လက်ဖက်ရတို့တေးအောတို့ပေါ့နော်မှာဆိုလို့ရှိရင်အမေကဆိုတေးအောအဲ့ဒါတွေလောက်တာတနေ့ကျွန်တော်ပြအောင်မယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ဆိုင်ရှင်နေလေးပေါ့နော်ကျွန်တော်တို့ဆိုင်ရဲ့ရှင်နေပေါ့ဆိုင်ကတော့လူပါပါတယ်ဒီဘက်မှာဆိုလို့ရှိရင်ဘီယာပါပေါ့နော်ဒီမှာဘီယာဖြောနေတာပေါ့နော်ပြန်တော့ဘီယာငှဲ့နေတာပေါ့နော်ဘီယာငှက်တာတော့တိတ်ခက်ခဲတော့မရှိဘူးမဲ့လို့ဒီဖြောတဲ့ရက်တွေကြတော့နည်းနည်းလေးအခက်ခဲရှိရလောက်ရတာပေါ့နော်နည်းနည်းလေးလောက်တက်ဖို့မလွယ်ဘူးပေါ့နော်နည်းနည်းခက်တယ်ပေါ့ဆိုင်ရှင်တွေကမိတဲ့အတိုင်းပဲနော်လူပါတယ်